အိုးပူလာရင်စီနည်းနည်းထက်ထမင်းစားစွန်းလဲဆို2စွန်းလောက်ပဲစီပူလာအောင်ခဏစောင့်စီပူလာလို့ရှိရင်ဖြူနီထောင်းထားတာလေးနဲ့စီတက်ဖြူနီလေးနွမ်းပြီးတော့အနံလေးမွေးလာပြီဆိုရင်ကျွန်တော်ရဲ့ဇက်လိုက်ကြော်ကြက်ရင်ပုံသား250 gram ထည့်ပြီးတော့မွေးအရသာအတွက်စားလေးနည်းနည်းပေါက်ပြီးတော့ကြက်သားမုံလေးနည်းငယ်ဇွန်းမှာကတ်နေတဲ့ကြက်သားမုံနှမျောတာနဲ့ပွတ်တက်နေတာအိုးလေးနဲ့ကတ်သွားတယ်ဆိုတော့ရေလေးအနည်းငယ်ထည့်ပေးပြီးတော့ဘာညာပေါ့ကဲလက်ဖက်တွေထည့်လိုက်ပြီဗျာဒီဟင်းတော့နာမည်ပေးလို့ရပြီကြက်သားလက်ဖက်နက်ပေါ့ရိုးရှင်းရှင်းပဲဘာဟင်းနေငရုတ်သီးနှံလေးမွေးနေမှာဗျ9000ဆိုတော့လက်ဖြောက်5ချက်တီးဒီနေရာမှာပြောချင်တာလက်ဖြောက်တီးုံနဲ့ငရုတ်သီးစိမ့်လေးတွေကဒီလိုဖြစ်မသွားဘူးနော်တကယ်လီးရတာလက်ဖြောက်တီးရင်လီးထားတဲ့ငရုတ်သီးစိမ့်လေးတွေထက်ပြီးရင်ငရုတ်ကောင်းလေးပေါက်တမောက်မွေပြီးကြံတဲ့မီးအရှိန်လေးနဲ့အဖုံးလေးအုပ်ထားလိုက်အဖုံးအုပ်တဲ့စိမ့်တော့ထည့်ရိုက်ဖို့မေ့သွားတယ်နားလည်ပြီကဲပြီးရင်တော့ထမင်းပူပူလေးနဲ့လွေးတော့ဗျာဘာပြောကောင်းမလဲ very good ပေါ့စားပြီးတောက်ပြီးရင်လည်းရေကိုများများတောက်လုံလောက်အောင်တောက်ဖို့မမေ့နဲ့